အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့စုမှု2D ပေါ့နော်ဆိုတော့ဆရာမလေးကမအားလို့ကျွန်တော်ကို channel မှာ video လေးတစ်ပုတ်လောက်တင်ပေးပါအောင်ဆိုလို့ကျွန်တော်ကအစားလာတင်ပေးတာပေါ့နော်ဖြစ်ချင်တော့စောစောကကျွန်တော်ပြောခဲ့တဲ့ထဲမှာဒီကနန်းသုံးလို့ရေပင်ညီမှုပေါ့နော်အဲ့ဒီမှာကြံခဲ့တာလေးတစ်ခုရှိတယ်ပေါ့နော်ဆိုတော့တော်တော်ကောင်းတဲ့မူလေးတစ်ခုကြံခဲ့တာရှိတယ်ဆိုတော့အဲ့ဒီမူလေးတစ်ခုကိုကျွန်တော်ကပြောပြပြီးတော့ထုံးစံနိုင်မယ်ပေါ့နော်ထွက်စင်လေးနဲ့လည်းတိုက်ပြီးစစ်ပြမယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ကမှဒီလင်းတွေကလည်းနော်စုံမွန်2Dဆိုတဲ့ဆရာမလေးရဲ့ channel ကိုလည်း like and subscribe လေးနဲ့အားပေးသွားခဲ့ကြပါအောင်ခင်ဗျာနော်ဆိုတော့ကျွန်တော်ကဘာပြချင်တာလဲဆိုတော့ကျွန်တော်စောစောကကျွန်တော်ရဲ့ channel မှာဆိုလို့ရှိရင်တော်တော်များများပေါ့နော်ဒီကနန်းသုံးလို့ရေပင်ကြီးတန်းတဲ့ဖြစ်စဉ်တဲ့မူတွေကိုရှင်းပြပြီးပြီဆိုတော့ဒီမှာကကျွန်တော်အတူချုပ် break လေးတစ်စုံကိုပဲပြောမယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ကိုမာဒီအနေနဲ့ဗီဒီယိုလေးတော့ဆုံးအောင်ကြည့်ပေါ့နော်မူလေးသိပြီဆိုပြီးတော့ပြေးထွက်မသွားနဲ့ပေါ့နော်ဆိုတော့ကနန်းသုံးလို့ရေပင်ကြီးတန်းပြီဆိုတာနဲ့သူ့နောက်မှာ like ကမဲ့ break တစ်ခုရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီ break ကဘာလဲဆိုတော့ကျွန်တော်တို့ကအခုဒီမှာကြည့်တယ်ကနန်းသုံးလို့ဒီလိုရေပင်ကြီးတန်းပြီဆိုတာနဲ့သူ့ရဲ့အနောက်3ရက်အတွင်းမှာကျွန်တော်တို့က38 break လိုက်တယ်ပေါ့နော်ဆိုတော့3ရက်အတွင်းမှာ38 break ဆိုတော့အဲ့ဒီ38 break ကကျွန်တော်တို့ကအခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ငါးသုံးလုံးရေပင်ကြီးတန်းထားတယ်ပေါ့နော်ပြီးခဲ့တဲ့ဘက်တောက်ကြံတွေကငါးသုံးလုံးရေပင်ကြီးတန်းထားတဲ့ခါကျတော့ကျွန်တော်တို့ကတနင်္လာအင်္ဂါဗုဒ္ဓဟူး3ရက်ထဲမှာကျွန်တော်တို့ကအဲ့ဒီ38 break ကိုလိုက်ကြမှာသူဘယ်ကနန်းတန်းပေါ့နော်ဘယ်ကနန်းတန်းကနန်းသုံးလုံးရေပင်ကြီးတန်းပြီဆိုတာနဲ့သူ့အောက်3ရက်အတွင်းမှာကျွန်တော်တို့က38 break ဒါဆိုလို့ရှိရင်ကျွန်တော်တို့ထုံးစံတိုင်းပဲပြန်စစ်ကြည့်လိုက်ပြန်စစ်ကြည့်လိုက်မယ်ဆိုတော့ဒါဒီနာလေးနော်ဒီနာလေးကက်ရမှာစစ်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကနန်းသုံးလုံးရေပင်ကြီးတန်းနေဒီမှာ10 break ကြတယ်ကနန်းသုံးလုံးရေပင်ကြီးတန်းနေကျွန်တော်တို့က38 break ပေါ့နော်38 break ဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့ဒီမှာခွန်ဒီမှာ9 4 6ဒီအောက်ကိုတော့1ရက်ရောက်တယ်ဒါဆိုလို့ရှိရင်ဒီမှာတော့4ရက်ဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့3ရက်ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာလည်း3ရက်မှန်တယ်ပေါ့နော်အများဆုံးဖြစ်3ရက်ပါပဲကျွန်တော်စစ်ကြည့်ရတာလို့ဆိုလို့ရှိရင်နိတခါလီတော့လည်းအဲ့လိုစောတာနောက်ကြတာလေးတွေရှိတော့ရှိတတ်တာပေါ့နော်ဆိုတော့ဒီမှာကကျွန်တော်တို့ဒီမှာ2 3လုံးရေပင်ကြီးတန်းတယ်6 3လုံးရေပင်ကြီးတန်းတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က38 break ဆိုလို့ရှိရင်ဒီမှာ10 break ထွက်တယ်နော်10 break ထွက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကိုဆက်သွားကြည့်လိုက်မယ်ဒါစောစောကဟိုမှာလေးကျွန်တော်ပြခဲ့တယ်ပေါ့နော်အဲ့ဒီဖြစ်စီနေပါပဲဒါပေမဲ့အဲ့ထဲမှာတော့ဒီဟာမပါခဲ့ဘူးဒီမှာဆိုလို့ရှိရင်ကျွန်တော်10 break ထွက်တယ်ဒီမှာဆိုလို့ရှိရင်3 break ထွက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးကိုတစ်ချက်ကြည့်မယ်ဒီနားလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ3 break ထွက်တယ်နော်ဒီမှာ3 break ထွက်တယ်ဒီမှာသတိထားပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က3 break ဆိုလို့ရှိရင်30310 break ဆိုလို့ရှိရင်53ပေါ့နော်အဲ့ကနန်းနေကအထွက်များတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က2025အထိပြီးသွားပြီဒါဆို2024ကိုကျွန်တော်တို့တစ်ချက်ဆင်းကြည့်လိုက်မယ်2024မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကနန်း3လုံး8 3လုံးရေပင်ကြီးတန်းတယ်ဒါဆိုလို့ရှိရင်သူ့အောက်မှာကျွန်တော်တို့က38 break ပေါ့နော်38 break ဆိုလို့ရှိရင်ဒီမှာ10 break ဆင်းတယ်10 break ဆိုရင်1ခွန်လည်းထွက်တာများတယ်ပေါ့နော်1ခွန်လည်းထွက်တာများတယ်ကျွန်တော်ဟိုမှာလည်း1ခွန်ထွက်ထားတယ်ဆို1ခွန်မှာပြန်ထွက်နိုင်ကြတယ်ရှိတယ်ပေါ့နော်ဆိုတော့1ခွန်လို့3 5လို့3 8တို့ကဒါသတိထားမှာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က9 3ဆိုပြီး10 break ဆင်းတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က3 break 3 ဆိုပြီးဆင်းတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကိုကြည့်လိုက်မယ်နော်ဒီဘက်ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ3 ဆိုပြီးတော့3 break ဆင်းတယ်နော်ဆိုတော့ဒီပေါ်မှာဆိုလို့ရှိရင်3 ဆိုပြီးတော့3 break ဆင်းတယ်ဒီမှာဆိုလို့ရှိရင်3 ဆိုပြီးတော့3 break ဆင်းတယ်ဆိုတော့3ဒီနော်3ဒီခဏန်း3လုံးရေပင်ကြီးတန်းတဲ့မူရဲ့အောက်မှာနော်အကောင်းဆုံးရွေးကွက်အနေနဲ့ဆိုလို့ရှိရင်3 break ထဲမှာ3ရဲ့85ရဲ့နှစ်ကွက်ဖြစ်နေမယ်ပေါ့နော်ဆိုတော့3နဲ့85နဲ့နှစ်ကွက်ကိုကျွန်တော်တို့ကနောက်တစ်ပတ်မှာဟူးမကြုံမွေးထိုးရမယ့်တင်မှာထည့်ထားလိုက်ပါပြီးကြလို့ရှိရင်10 break ထဲမှာဆိုလို့ရှိရင်1ခွန်ထည့်ထားလိုက်ပါနော်1ခွန်ထည့်ထားလိုက်ပါဆိုတော့3ရဲ့85ရဲ့1ခွန်ရဲ့ဒါ38 break ပေါ့နော်38 break ကိုကျွန်တော်တို့ကလာမဲ့နော်ဒီ99ရဲ့အောက်က9958ရဲ့အောက်က3ရက်ဆိုတော့အခုလာမယ်တနင်္လာအင်္ဂါဗုဒ္ဓဟူး3ရက်ထဲမှာကျွန်တော်တို့က3 break နဲ့10 break ကိုမွေးထိုးရမယ်အဲ့မှာ3 break ထဲမှာဆို3358 10 break ထဲမှာဆိုလို့ရှိရင်1ခွန်နော်1ခွန်ကဒီမှာ1ခွန်ရှိတယ်နော်အဲ့1ခွန်ကပြန်ကြဆင်းတက်တယ်နော်1ခွန်ထွက်လို့ရှိရင်အဲ့1ခွန်ရဲ့အောက်ကခဏန်းတွေအကုန်ပြန်လိုက်ထိုးရတယ်ပြန်ကြထွက်တယ်ဆရာဟာရီဂိမ်းမှုပေါ့နော်ဆိုတော့ဒါကတော့အခုဒီ38ကတော့ဒါဆရာလီဘီညှင်းမှုဖြစ်ပါတယ်ဆိုတော့အားလုံးပဲเนาะဆရာမလေးရဲ့ channel ကိုလည်း like and subscribe လေးနဲ့လုပ်ပြီးတော့အားပေးသွားကြပါဦးဗျာเนาะဆရာမလေးစီမှာလည်းဒီမှာလေးလုံးခွေဒီပတ်တီးဒီ break ဒီဒီမှာအပတ်စံတိုင်းရှိပါတယ်เนาะဆိုတော့အားလုံးပဲအဆင်ပြေကံကောင်းကြပါစေငွေတွေဝင်လို့စိတ်ပျော်ရွှင်ကြပါစေခင်ဗျ